ကျွန်တော်အစ်စ်လဲလှယ်ထားတဲ့ကျိုးတစ်ဆက်ဆက်ကို3မီတာမြင့်တဲ့တတိုင်းကိုအလွယ်တကူပဲတွားတက်ကျော်ဖြတ်လိုက်တဲ့တတိုင်းရဲ့ဟိုဘက်မှာတော့ရှုံမြောင်ကန်နာရပြင်ကြီးရှိနေတာပါအဝေးတနေရာမှာတော့ငြိမ်သက်နေတဲ့တံမဏိသားရဲကြီးတစ်ကောင်လိုစက်ယုံတယုံကိုလှမ်းမြင်နေရတဲ့လေထုထဲမှာပုတ်ဆက်ဆက်အနံ့အသက်တွေထွက်နေပြီးအမောင်ထုထဲကနေဖုတ်ကောင်တွေရဲ့ဟိန်းဟောက်တန်တွေတစ်ချက်ပဲတင်ထက်နေကြတယ်ကျွန်တော်ပိုက်လုံးကိုကြစ်ပါအောင်ဆိုကိုနှိပ်ပြီးစက်ယုံစီကိုအမြန်ဆုံးဥတီသွားခဲ့တယ်ဒါပေမဲ့စက်ယုံနဲ့နီးလာလေးဖုတ်ကောင်တွေကပုံများလာလေးပဲကျွန်တော်ပြိုပြက်လူနီးပါဖြစ်နေတဲ့တတိုင်းပြက်တစ်ခုနောက်မှာပုံလိုက်တဲ့အနည်းဆုံးဖုတ်ကောင်တဒါစင်လောက်ဟာစက်ယုံဝင်ပေါက်မှာစုဝေးနေကြပြီးတစုံတစ်ခုကဆွဲဆောင်လိုက်တယ်လို့မျိုးစက်ယုံရဲ့ပိတ်ဆို့ထားတဲ့တကားကြီးကိုယူသွတ်စွာထုရိုက်နေကြတယ်အထဲကနေတော့ခတ်တူတူအော်ဟစ်ငိုယိုတန်တွေကြားနေရတယ်ကျွန်တော်မိဘတွေထဲမှာရှိနေတာကျွန်တော်စိုးရိမ်တကြီးဖြစ်သွားပေမဲ့ဆိုအတင်းတိုးမဝင်ဖို့စိတ်ကတတိပေးနေခဲ့တယ်အဝင်းကျင်ကိုဝေးဝဲကြည့်လိုက်တော့စက်ယုံဘေးဘက်မှာမြေပြင်ကနေ4 မီတာလောက်မြင့်တဲ့လေဝင်လေထွက်ပြတင်းပေါက်တန်းတစ်ခုကိုတတိပြုမိသွားတယ်။အဲ့ဒီကနေဝင်လို့ရမလားလို့တွေးမိတာနဲ့ချက်ချင်းပဲလက်တွေ့အကောင့်ထဲပေါ်ဖို့ပြင်လိုက်တော့တယ်။ကျွန်တော်ကြောက်ခဲတစ်လုံးကိုကောက်ကင်ပြီးအဝေးကစွတ်ပစ်ထားတဲ့ကားတစ်စီးစီအကုန်ပဲပစ်လိုက်တယ်။ကြောက်ခဲကရှေ့မှန်ကိုထိမှန်သွားပြီးဆူရှာတဲ့အကွဲတန်တစ်ခုထွက်ပေါ်လာတဲ့စိတ်ကူးထားတဲ့အတိုင်းပါပဲ။ဝင်ပေါက်ကဖုတ်ကောင်တွေဟာအဲ့ဒီအတန်နောက်ကိုအာယုံရောက်သွားပြီးအတန်လာရာစီကိုလေးလံထိုင်းမိုင်းနဲ့ခြေလမ်းတွေနဲ့တရွေ့ရွေ့လျှောက်သွားကြတော့တယ်။အခွင့်အရေးကိုလက်မလွတ်ပဲကျွန်တော်စက်ယုံနေရန်စီကိုအပြေးလေးသွားလိုက်တယ်ကျော်ဖို့အိတ်ထဲကနေထိတ်မှာတောင်တက်ချိတ်တွဲချီထားတဲ့ကျိုးကိုထုတ်လိုက်တယ်ပြီးတော့အပြင်းပြင်းနဲ့လွှဲပစ်လိုက်ရချိတ်ကပြင်းပေါက်ပေါင်မှာမြဲညှိတွေသွားခဲ့တယ်ကျွန်တော်အသက်ပြင်းတစ်ချက်ရှူပြီးကျိုးအတိုင်းတွက်လက်စွာတွားတက်ကပြင်းပေါက်ကနေတဆင့်စက်ယုံတွေကိုလိတ်ရိုးဝင်လိုက်တယ်အထဲမှာတော့တန်ချိတက်နေတဲ့စက်ပစ္စည်းတွေနဲ့အပူပစ္စည်းတွေပြန့်ကျဲနေတဲ့အရာမကုန်ထုတ်လုပ်မှုအဆောင်ကြီးဖြစ်နေတာကိုတွေ့ရတယ်ပျက်စီးနေတဲ့အမိုးကနေတဆင့်လာမင်းရဲ့အလင်းတန်းဖြော့လေးတွေပဲဖြာကျနေတဲ့အလုတ်ယုံရဲ့ဟိုဘက်အစိုးစီကနေရှိုက်ကြီးတင်ငင်ငိုတန်တွေနဲ့အငင်းပွားတန်တွေကိုခတ်တူးကြလိုက်ရတယ်ကျွန်တော်အတန်းလာရစီကိုတတိကြီးထားပြီးရှောက်သွားခဲ့တယ်စုပစ်ထားတဲ့စက်ပစ္စည်းတွေကာယံထားတဲ့ထောက်တနေရာမှာကဲဆယ်ရေးသမားဒါဇင်နေငယ်လောက်ကိုတွေ့လိုက်ရပြီးအများစုကတက်ကြီးရွယ်အိုတွေနဲ့ကလေးတွေဖြစ်နေကြတယ်အဲ့ဒီလူအုပ်ထဲမှာကျွန်တော်မိဘတွေကိုချက်ချင်းပဲမြင်လိုက်ရတယ်သူတို့ကထောက်တနေရာမှာတက်ပြီးထိုင်နေကြတာအမေကဒူးနှစ်ဖက်ကိုပွေ့ဖက်ပြီးတိတ်တဆိတ်ငိုနေရှာတယ်လို့အဖေကလည်းအမေကိုတင်းကြပ်ဖက်ထားရင်အားပေးနှစ်သိမ့်နေခဲ့တယ်ဒါကိုမြင်ချင်းကျွန်တော်မျက်ဝန်းမှာမျက်ရည်တွေပြည့်ရှံလာခဲ့တယ်အဖေအမေကျွန်တော်အတန်တုံနဲ့လမ်းခေါ်လိုက်မိတယ်ကျွန်တော်အတန်ကြောင့်လူတိုင်းလမ်းဖြတ်သွားပြီးခေါင်းတွေအားလုံးကျွန်တော်စီလက်ကြည့်လာကြတယ်မိဘနှစ်ပါးစလုံးကျွန်တော်ကိုမြင်လိုက်ရတဲ့အချိန်မှာခေါင်းတွေချက်ချင်းပေါ်လာပြီးသူတို့မျက်နှာတွေကအံ့ဩတုန်လှုပ်မှုကနေအတိုင်းစားမရှိဝမ်းသာပီတိဖြစ်မှုစီကိုပြောင်းလဲသွားခဲ့တယ်အမေကအော်ဟစ်ငိုယိုရင်းကျွန်တော်စီကိုကတုံကရင်နဲ့ပြေးလာခဲ့တော့တယ်မျော်လင့်ချက်မဲ့နေတဲ့ဒီလိုကဘာပြက်ကပေးကြီးထဲမှာကျွန်တော်တို့မိသားစု3ယောက်တင်းကြပ်ဖတ်ထားမိကြတယ်ပြန်လဲဆုံစည်းရတဲ့ပီတိကကြောက်ရွံ့မှုနဲ့စိုးရိမ်ပူပန်မှုအားလုံးကိုအရေးပြောစေခဲ့တယ်ဒါပေမဲ့တိတ်မကြခင်မှာပဲကျန်းတဲ့အတန်တစ်ခုဖြတ်ကနေထွက်ပေါ်လာပြီးဒီလိုနူးညံ့တဲ့အခိုက်အတန့်လေးကိုရိုက်ခွဲပစ်လိုက်တယ်ဟေ့ကောင်မင်းဘယ်ကနေရောက်လာတာလဲမျက်နှာမှာအမာရွတ်တဲ့လူတစ်ယောက်ဟာထွားချိုင်းတဲ့လူငယ်ချို့ကိုနောက်ကနေအရန်တင့်ခေါ်ပြီးရှေ့ကိုတိုးထွက်လာခဲ့တယ်သူကဒီနေရာရဲ့ခေါင်းဆောင်ဖြစ်ပုံရတယ်သူကကျွန်တော်ပကုံးပေါ်ကဖောင်းကားနေတဲ့ကြောပိုးအိတ်ကိုလောဘကြီးစိုက်ကြည့်ရင်တတိရှိလာကြည်လာကောင်လေးဒီနေရာထိတယောက်တည်းရောက်လာရဲတယ်ပေါ့အဲ့ဒီကြောပိုးအိတ်ထဲမှာဘာတွေပါလဲဖွင့်လိုက်စမ်းကြည့်ရအောင်ကျွန်တော်မိဘတွေရဲ့ရှေ့မှာကာရက်လိုက်ပြီးသူ့ကိုအေးဆက်စိုက်ကြည့်ကဒါကျွန်တော်ပစ္စည်းလို့ပြောလိုက်တယ်အမာရွတ်တဲ့လူကမဲပြုံးရင်းဒီပဝင်းကျင်မှာဘယ်အရာမှဘသူပိုင်နဲ့မှမဟုတ်ဘူးကွာအားလုံးကငါအပိုင်ပဲမင်းအတွက်ကောင်းမယ်ထင်ရင်အိတ်ကိုအသာတကြီးအပ်လိုက်စမ်းမဟုတ်ရင်တော့သူကသူ့ရဲ့ဓာမကြီးကိုမြှောက်ပြလိုက်တဲ့ချင်းချောက်မှုကတော့အထင်ရှားပါပဲ